ခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကိုတော့ TikTok CB ကနေပြီးတော့အကိုတယောက်ကပေးပို့ထားတာဖြစ်ပါတယ်။မိတ်ဆွေကြုံတွေ့ခဲ့တဲ့ဒါမှမဟုတ်ကြားသိခဲ့ဘူးတဲ့တဲထီရင်ဖို့ဖြစ်ရမှန်ဇာတ်လမ်းများကိုလည်းကျွန်တော်တို့ကအမှတ်တရအနေနဲ့ရောအကောင်းဆုံးဖြစ်အောင်ပါပြန်လည်တင်ဆက်ပေးတော့မှာမို့မိမိတို့စီမှာရှိတဲ့ဇာတ်လမ်းတွေကိုကျွန်တော်တို့ရဲ့ TikTok CB မှာလာရောက်ပေးပို့နိုင်ပါတယ်ဗျာ။ကျွန်တော်တို့ကျောင်းကလည်းတရေချုပ်တာပဲမမြင်နဲ့လीဗျာ။တခါကကျွန်တော်တို့ဘုန်းကြီးကျောင်းကိုဓာပြည့်လီဘုန်းကြီးကျောင်းကဖះကိုခိုးတယ်တဲ့ဗျာအဲ့ဒါနဲ့ဘုန်းကြီးကျောင်းရဲ့သူ့နယ်ပေါ့ကွာဖះဆင်းသူတော်ကိုမလိုက်တာနဲ့ပဲလေးနေတာတဲ့ဓာပြည့်လီကဖះကိုမနိုင်တော့တာနဲ့ချော့ပြရတယ်တဲ့ရွာကလူတယောက်ကိုအိမ်မက်ဖေးတာဖះရှိရာနေရာကိုလာပြီးပြန်လာပင့်ရတယ်တဲ့ကျွန်တော်တို့ဘုန်းကြီးပြန်လွန်တော်မူမှရခင်ကရှေးဘုန်းကြီးဆိုတော့ပညာတွေရှိတယ်ဓလုံးရှိတယ်ပြောတာကြားဘူးတယ်သူကအဲ့လိုပညာလဲလိုက်စားတယ်တဲ့ကိန်းနရီကိန်းနရာတော့သူစီဆွန်းလာကဲ့ရတယ်တဲ့အဲ့လိုကိုစွမ်းတာဘုန်းကြီးပြန်လွန်တော်မူပြီးဓမ္မရုံကြီးစောက်တာပေါ့ရွာကလည်းကူညီပြီးညီညီညာညာလောက်တာပေါ့အဲ့မှာပဲရွာကလူတယောက်ကတိုင်ပြီးဦးတွေထွက်ပြီးတေးပါလီရောဓမ္မရုံလဲပြီးတော့ရွာကလူကြီးတွေဘုန်းကြီးခဏဝစ်ကြတာပေါ့လူငယ်တွေရောပါတာပေါ့အဲ့မှာရွာဦးเจ้าမှာနောက်ထပ်ဦးစင်းတစ်ပါးကလည်းရှိတယ်လीဦးစင်းကကိုရင်တွေကိုဓမ္မရုံမှာတရားထိုင်ခိုင်းနေတဲ့အဲ့ချိန်မှာဦးစင်းကဝင်လေထွက်လေပြောတာပေါ့ဘုန်းကြီးဆိုတော့ဘလို့လုပ်ရမယ်ဘာညာပေါ့ကိုရင်တို့ဘေးကဝေးဝေးကလမ်းလျှောက်တန်းတွေတောက်ခောက်တန်းတွေကြားရတယ်တဲ့သူတို့လည်းတရားတွေထိုင်ပြီးလို့ဦးစင်းကိုမေးတယ်တဲ့ဦးစင်းကလည်းဦးစင်းလည်းကိုရင်တို့ဘေးကမလန်းလျှောက်ပါဘူးလို့ပြောတယ်တဲ့အဲ့ဒါနဲ့ဦးစင်းကမကြောက်အောင်လို့စကားလွဲပြောလိုက်တယ်ကျွန်တော်ဖေးကြီးလဲကြုံဘူးတဲ့သူကြတော့တိမ်မာညပဲတရားထိုင်တာခေါင်းကိုဝါရင်တုံးနဲ့လှမ်းပစ်ထားတဲ့ညပဲကြီးသူ့ခေါင်းကိုသူလည်းနည်းနည်းမူးွားတယ်တဲ့အဲ့ဒါနဲ့သူလည်းအပြင်တွေဘာတွေရှောက်ကြည့်ရင်းနဲ့တိမ်ပေးမှာတောင်ကုန်းလေးရှိရလေအဲ့မှာဥစားဆောင်မလေးတွေထင်ပါရဲ့အပေါ်ကိုတဖြည်းဖြည်းနဲ့အပေါ်ကိုတက်သွားရင်ပျောက်သွားတယ်တဲ့ကျွန်တော်အဖိုးကတော့ရှမ်းပြန်ဆိုတော့ပညာဆုံးတယ်ကျွန်တော်ကိုပညာတွေမသင်ပေးခဲ့ဘူးဗျာသူ့ပညာဘလောက်စွမ်းလဲဆိုတာကိုအမေကြီးကပြောဘူးတယ်ငါမြင်အမေကြီးပြောပြမယ်မင်းဖေကြီးဘလောက်စွမ်းလဲဆိုတာတနေ့နွားเจ้าနေတဲ့သူ့တငယ်ချင်းနဲ့ပေါ့သူတို့ကရှေးလူကြီးတွေဆိုတော့ရစ်ဖားပါညာပေါ့မင်းချစ်ဖားလာမြင်ချင်းကြည့်ချင်းလားလို့မေးတယ်တဲ့မင်းကလည်းနောက်နေပြန်ပြီးဒီမှာဘလို့လို့ချစ်ဖားရှိမှလဲတဲ့အေးငါပြမယ်ဒီဘဝနဲ့ငါ့ကိုအုပ်လိုက်တဲ့မင်းကြည့်လို့ဝရင်ငါ့ကိုအဲ့ဘဝနဲ့ပြန်အုပ်လိုက်တဲ့အဲ့မှာမဲဘဝနဲ့အုပ်ပြီးတော့ချစ်ဖားဖြစ်သွားတာတယ်ဗျာချစ်ဖားတော့အယောင်ဆုံချစ်ဖားလာကြီးခော့သူလဲကြည့်လို့ဝတာနဲ့ပြန်အုပ်လိုက်တာလူပြန်ဖြစ်သွားတာတယ်ဗျာတော်သေးတာပေါ့အမေကြီးကသူ့ဘဝနဲ့မအုပ်ရင်လူပြန်မဖြစ်တော့ဘူးတဲ့ကျွန်တော်လဲပညာသင်ကျင်တာကျွန်တော်တို့ကိုဘာမှလည်းမပြောခဲ့ဘူးဗျာဒါပေမဲ့အိမ်မှာသူ့ပစ္စည်းတွေအယုတ်လေးတွေရုပ်ထုလေးတွေထားခဲ့တယ်ကျွန်တော်တို့လည်းဘာမှမလုပ်တတ်တာနဲ့အိမ်ဘေးနားကမန်ကြီးပင်အပေါက်ထဲအကုန်ထည့်ထားလိုက်တယ်အခုတော့အဲ့မန်ကြီးပင်ကကြီးမီအခုအဲ့ပစ္စည်းတွေထည့်ထားတာတော့မမြင်ရတော့ဘူးဒါပေမဲ့ရှေးကပစ္စည်းတချို့ကိုတော့တင်းထားတယ်ဘာလဲတော့ကျွန်တော်လည်းမသိဘူးလှတော့လှတယ်နင်းနေပါတင်းထားတယ်